ဒီအပိုင်းမှာကျွန်တော်လည်းတိတ်နေလို့မကောင်းဘူးနလန်ထလေးပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့မနက်ကညက်ကင်နဲ့ရလိုက်တဲ့အချိန်မှာကျွန်တော်အားလုံးကပြန်ကောင်းရတယ်ဗောနော်ဆိုတော့ကျွန်တော်မိသားစုဝင်လည်းအဲ့ဒီညက်ကင်နဲ့လေးပစင်းကင်နဲ့လေးကိုရမယ်ထင်ပါလေဗျမိုးရွာမှာကင်လိုက်တဲ့အကြမ်းဖက်စစ်ကွတ်တဲ့စစ်ရဲ့ရင် MI17P ဆိုတော့ဒီသတင်းနဲ့ပတ်သက်ပြီးတော့ဒီရုပ်သံမှတ်တမ်းဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ Telegram မှာလည်းကျွန်တော်ကြည့်ပြီးသားပါဖော်ပြထားပါတယ်ကျွန်တော်မိသားစုဝင်တွေအားရပါရကြည့်ပါဆိုတော့အားရပါကြည့်ပါဆိုတဲ့စကားရဲ့အနောက်မှာဗောနော်ဆိုတော့ကျွန်တော်တို့ဒီရဲရင်ကိုပြစ်ဖို့အတွက်ကျွန်တော် perfect ကိုကားပေါ်တင်ပြီးတော့အဲ့ရဲရင်ကိုနောက်ကလိုက်ပစ်တာတောင်းကောလည်းရပါသူလည်းပြေးနိုင်လောက်တော့သူလည်းပတ်ပြေးတာပဲဗျာဒါပေမဲ့မလွတ်ခဲ့ပါဘူးဆိုတော့အမိပိုင်းနဲ့ကောင်းပိုင်းကိုကျွန်တော်တို့ပြစ်ခတ်နိုင်ခဲ့တယ်ဆိုတော့အဲ့ဒီရဲဟရင်ပြတ်ကျသွားတယ်ဆိုတဲ့သတင်းကျွန်တော်ကြားသိထားရတယ်ဆိုတော့ရဲဟရင်ပြတ်ကျသွားပြီဆိုတော့လေဘက်နှစ်ကောင်ရှော့ပြီပေါ့ထဲမှာဘယ်ကောင်တွေပါသေးလဲသတင်းတွေကိုကျွန်တော်ဆက်လက်ပြီးတော့ဖော်ပြပေးပါမယ်ဟုတ်ပြီနောက်ထပ်သတင်းတစ်ခုကကျွန်တော်တို့လက်ရှိစစ်တွေမှာကျွန်တော်တိုက်ပွဲတွေပြင်းထန်နေတယ်အာရကတက်တော့ AA အတကုံပတ်တီးနေတယ်ကျွန်တော်ရဲ့မိသားစုဝင်နေအဲ့တော့ဒါကြောင့်ကအနီးတိုက်ပွဲတွေပြင်းထန်နေတဲ့အခါမှာအကျန်းဖတ်စစ်ခွေးတက်အရာရှိမိသားစုဝင်တွေဘာလို့တယ်ထင်ပါလဲစက်ရင်နဲ့ရန်ကုန်ကိုပြန်ပြေးတယ်အချို့ကနေပြည်တော်ကိုတန်းပြီးတော့ပြေးတာဆိုတော့ကျွန်တော်ရဲ့မိသားစုဝင်တွေစဉ်းစားတကယ်တမ်းဒီကောင်တွေသေတော့မယ်တကယ်တမ်းဒီကောင်တွေခံရတော့မဲ့အချိန်ဆိုရင်အမြဲတမ်းဒီကောင်တွေထိတ်စီးကအကောင်တွေကထွက်ပြေးနေကြနောက်ပိတ်ကအကောင်တွေအောက်ချိန်ငဆလူကောင်တွေကတော့သေပြီးတော့ပဲဘယ်ကိုပြေးမလဲကျွန်တော်မြင်ရေပက်ဝိုင်းနေတဲ့နေရာလေးဆိုကိုပဲရေပဲခုံချပြီးတော့အဲ့လိုလုပ်ရမယ်ပုံစံမျိုးဖြစ်နေတယ်ကျွန်တော်ရဲ့မိသားစုဝင်တွေဒီเจ้าတွေလည်းကျွန်တော်ဖော်ပြပေးမှနောက်ဆုံးမှာတော့ရန်ကုန်စစ်စင်ကြီးမကြခင်စမယ်မနေ့ကတော့ကျွန်တော်ပြောလိုက်ပြီကျွန်တော်မိသားစုတွေမှတ်မိသေးလားမနေ့ကသတင်းကြည့်ပြီးတဲ့အစားဆုံးကြည့်တဲ့သူတွေသိမှာပါဘကိုပြီးရင်ဆိုတာမျိုးပါဟုတ်ကဲ့ဒီကနေ့မှာကျွန်တော်ဖော်ပြမယ့်အကြောင်းအရာကျွန်တော်မိသားစုဝင်တွေဇုံတိဝင်ကြည့်ရှုပေးဖို့ဒီကနေပြီးတော့ဒလီတစားဖိတ်ခေါ်လိုက်ပါတယ်ပထမဦးစွာငှက်ကင်နဲ့ပစင်းကင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်မိသားစုဂျာတိဖိဖိပြဟုတ်ပြီကျွန်တော်တို့ဒီကဝေးတပ်ဖွဲ့ဝင်တွေကျွန်တော်တို့တိုင်းရင်းတပ်ဖွဲ့ဝင်တွေလက်ရှိအကြမ်းဖက်စစ်ခွေးတက်ကမ္ဘာစစ်မီပိုင်ဆိုင်ထားပါတယ်ဆိုတဲ့စစ်ရက်ရင်နဲ့တိုက်လေရှင်တွေကိုပြစ်ချခဲ့တဲ့အစည်းအဝေးပေါင်းမနေတော့ဘူးတေသားတဲ့လေဘဲတွေလည်းမနေတော့ဘူးအရှင်ဖမ်းမိထားတဲ့လေဘဲတွေလည်းကျွန်တော်တို့လက်ထဲမှာလေချောင်းကိုအခုပါလေလေချောင်းကိုအားထားပါလေချောင်းရှိရင်ဆိုတဲ့အတွေးမျိုးတွေကျွန်တော်တို့လူငယ်တွေအမြဲတမ်းကျွန်တော်ရဲ့မိသားစုဝင်တွေကျွန်တော်တို့ဘယ်လိုမျိုးခြေဖြတ်ပြလဲဘယ်လိုမျိုးတိုက်ခိုက်ပြလဲဒီကနေ့ point 5နဲ့ပြစ်လိုက်တယ်လိုက်ပြစ်တာလုံးဝ non stop ဆိုတော့ကျွန်တော်ရဲ့မိသားစုဝင်တွေနှကန်းကြီးအတောင့်ကြီးတယ်အတောင့်ကြီးတော့ဈေးပို့ပေးရတယ်အဲ့ဒီအတွက်ဝင်းရမှာကုညဲပါထောက်ပံ့ပါကျွန်တော်လူငယ်တွေမလုံနိုင်တာဘာတစ်ခုမှမရှိဘူးဟောဘကမိစ္ဆာကောင်တွေကလည်းမလုံရဲတာဘာမှမရှိဘူးကျွန်တော်တို့ကလည်းမလုံနိုင်တာဘာမှမရှိဘူးကျွန်တော်မိသားစုတွေဒီနေ့ကျွန်တော်မိသားစုဝင်တွေဟလာ MI17P စီးရရင်ဒဇင်းနှက်ကင်တကောင်ရလိုက်ပါတယ်ပြီးရပိုင်းတွင်းမှာ so out ဆိုတဲ့မျိုးကျွန်တော်တို့အတူတူကြွကြော်နိုင်ခဲ့တယ်2026ကကျွန်တော်တို့နှစ်လို့ကျွန်တော်ပြောပြီးသားကျွန်တော်မိသားစုဝင်တွေဖြစ်စဉ်လေးနည်းနည်းလေးပဲကျွန်တော်ဖော်ပြပေးခြင်းနဲ့ဆိုတော့မိုးရမြို့နယ်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခပြန်လဲပြီးတော့ဘုံကျဲဟိုသားဒီသားလူပုတ်ပြန်လာတဲ့ကောင်အဲ့ဒီကောင်ကိုကျွန်တော်တို့ကားပေါ်မှာ point 5တင်ပြီးတော့ပစ်ခဲ့တာဖြစ်ပါတယ်ဆိုတော့အဲ့လို mission မျိုးကိုလည်းကျွန်တော်လည်းလုပ်ခဲ့ပါတယ်ဆိုတော့ကျွန်တော် DO မှာပေါ့ဗျာညဘက်ကြီးဗျကျွန်တော်လန့်ခေါ်ကျွန်တော်တက်သွားချက်ချင်းပဲကျွန်တော်တို့ကားပေါ်မှာ point 5စင်တာဆိုတော့ Wi-Fi စင်ပြီးဆိုတာနဲ့အဲဒီမှာ Wi-Fi G ကိုကျွန်တော်တို့ဘာနဲ့ထည့်တယ်သလားကျွန်တော်မိသားစုဝင်နေကျွန်တော်တို့ဒီစံထည့်တဲ့အိတ်ပဲအဲ့ချင်းရှိတယ်ကျွန်တော်တို့ကျွန်တော်မိသားစုဝင်နေချို့ရုပ်ရှင်ကားတွေမှာမြင်ဦးပါဘောနော်လက်နက်တွေထည့်တဲ့ဘုံတွေလေသိမှာလားစစ်အယောင်လက်နက်တွေပဲဘုံမဟုတ်ဘူးကျွန်တော်တို့ကိရင်ကျွန်တော်တို့ရှင်းတယ်ဖိုက်ပေါ့ဗျာစတဲ့ဟာပေါက်ထွက်ကုန်တော့ဒုက္ခပဲဟုတ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့မှာအရေးပေါ်အလင်းမီကျွန်တော်လုတ်ရလာတယ်ရှိတယ်ဗျာဆိုတော့အဲ့ချက်ချင်းစင်ရတာကျွန်တော်ရဲဘော်ကြီးကိုညမကြီးဘာဖတ်ကြီးကိုကောင်းမှာစင်ပြီးသွားတယ်အဲ့မှာကြီးတွေပါကုန်ထိုးထဲ
ပြီးတော့မောင်းစားပြုတ်တော့ပြစ်တာပဲဆိုတော့ဒါဒီလက်ရှိမင်းအောင်လှိုင်ပေါ့နော်မရှိမလားရှုံးနေခြင်းရဲ့နောက်ွယ်ကအကြောင်းလေးတွေပါဆိုတော့တကယ်ကိုအားရတယ်ကျွန်တော်တို့ကကုတ်တာပဲကျွန်တော်မိသားစုနေဟုတ်ပြီပြီးတော့ကြီးကုန်းသွားတော့ကျွန်တော်မိသားစုနေပဲလှည့်တာပေါ့အလုပ်ကြပါအောင်ပေါ့ဟုတ်ပြီကျွန်တော်တို့ဇန်နဝါရီ10ရက်နေ့မွန်လယ်တနာရီ54မိနစ်မှာကမ်ဘရူ6336တက်ရင်ကနေပြတ်တက်လာတဲ့အဲ့ဒီရဲ့ရင်ကိုမုံရခရိုင်20တက်ရင်ကျွန်တော်တို့ BOB ကနေပြီးတော့တည်တည်ချာလေးစနစ်တကျစီစဉ်ပြီးတော့ပြစ်ခတ်ခဲ့တာပါတော့တပိန်ချင်းတိုက်နယ်ပကဖအရာတော်မြို့နယ်ပကဖမုံရခရိုင်ပကဖထောက်ပံ့မှုအနေနဲ့ဂျာပဲတိုက်ခိုက်နိုင်ခဲ့တယ်လို့ကျွန်တော်တို့ဒါ BOB ရဲ့တက်ရင်ကပေါ်ထုတ်ကျွန်တော်တို့ကျစုချက်တွေမှာတွေ့ရပါတယ်ဆိုတော့ရန်သူစေးရဲ့ရင် MI70P ရဲ့ခေါင်းပိုင်းနဲ့အမိပိုင်းကိုထိမှန်ခဲ့တယ်ဒေသခံတွေရဲ့ပြကြရဲ့အဲ့ဒီရဲ့ရင်အောက်ကိုကျပြီးတော့တဲ့ဒါကြီးမားတဲ့ပောက်ကွဲတန်ကြီးနဲ့မီးလောင်ပြကျသွားတယ်လို့ကျွန်တော်တို့ထပ်မံပြီးတော့သိရှိထားတာဖြစ်ပါတယ်ကျွန်တော်တို့ MI70 ရဲ့ရင်ကျွန်တော်တို့ပြကြသွားကြောင်းကိုအတည်ပြုနိုင်ပါတယ်အခြားသောသတင်းတွေမှာလည်းကျွန်တော်ရဲ့မိသားစုတွေတွေ့မှာဖြစ်ပါတယ်ကျွန်တော်လည်းဒါရုပ်သံမှတ်တမ်းဗီဒီယိုဖိုင်ကိုကျွန်တော်ရဲ့ Telegram မှာဖော်ပြပေးထားပါတယ်ဆိုတော့ဒီလိုမျိုးကျွန်တော်တို့တော်လိုင်းအင်အားစုတွေဘက်ကနေပြီးတော့ပြစ်ချခဲ့တဲ့စေးရဲရင်တော့တိုက်လေနေမပါသေးဘူးစေးရဲရင်ပေါ့ကျွန်တော်တို့ဆယ်စီတက်မနေပြစ်ခတ်နိုင်ခဲ့တာကိုလည်းတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်မိသားစုကနေဆိုတော့လက်ရှိချိန်မှာကျွန်တော်တို့ထောက်ပို့ရဲရင်တွေကိုလည်းကျန်းဖက်စစ်ခွေးတက်ကနေပြီးတော့ကျွန်တော်တို့ဒါဒီပြမဲ့ပြည်သူတွေကိုဘုံကျတက်ဖြတ်တဲ့နေရာမှာတုံးနေတယ်ဥမာဝိုင်းထွဲလိုမျိုးတွေပဲပါပြီးတော့ MI70 လည်းထုံလီကောင်းမှာပဲဆိုတော့ကျွန်တော်တို့ကတော့တက်နိုင်ဆုံးကျွန်တော်တို့ဒါချိန်မိုးနိုင်တဲ့ပြစ်ခတ်နိုင်တဲ့အခြေအနေမျိုးပြကွင်းမှုရောက်လာတယ်ပြီးတော့ကျွန်တော်တို့စီမှာလည်းဒါအစင်းသင်းပေါ့ဗျာရှိနေတဲ့အခါမျိုးမှာအခုလိုပဲကျွန်တော်တို့ပြစ်ခတ်ချိန်မိုးနိုင်ခဲ့တာကျွန်တော်မိသားစုနဲ့တကယ်ကိုအားရမယ်လို့ပြောနေတယ်ဆိုတော့ 0.5 ဆိုတာကနေရာတိုင်းမှာရှိနိုင်လားလို့မိကုန်းလည်းမေးစရာရှိပါတယ် 0.5 တလက်ကျွန်တော်တို့တရင်တိုင်းမှာပေါ့နော်တရင်တိုင်းမှာရှိပါမလားဆိုတာလည်းကျွန်တော်တို့ဒါမသိကြပါဘူးဒါကျွန်တော်မိသားစုနဲ့တော်လန်သောမိသားစုနဲ့တိဖို့ပြတာပါဆိုတော့ကျွန်တော်တို့ဒီ area ပေါ့နော်ကျွန်တော်တို့ဒီ 0.5 ရှိတယ် 0.5 လည်း ready ဖြစ်တယ်ပြီးတော့ G ကလည်းကျွန်တော်တို့လုံးဝ save ထားတဲ့အခြေအနေမျိုးမှာအခုလိုမျိုးကျွန်တော်ပြက်ခတ်ချိန်မုံနိုင်တယ်ပြီးတော့ရွေရှားပြက်ခတ်နိုင်ဖို့ကိုလည်းပဲကျွန်တော်တို့ကားပေါ်ပြင်ဆင်ရတဲ့အပိုင်းတွေလည်းအများကြီးရှိတယ်ပြီးတော့တစ်ခါတည်းမှာကျွန်တော်တို့အတခင်လုပ်တယ်ပြီးတော့ဟိုဘက်ကလည်းပြန်ပြီးတော့ပြက်တဲ့ချိန်မျိုးမှာလည်းပဲကျွန်တော်တို့သူပြစ်ကိုပြစ်လုပ်ရတဲ့အခြေအနေတွေလည်းရှိတယ်ကျွန်တော်မိသားစုဒါပေမဲ့များသောအားဖြင့်ဂျမ်ဖက်စစ်ကွန်းတက်ကကောင်တွေကဒါဆေးရရင်လှည့်ပြီးတော့မောင်းပြေးတာကိုပဲကျွန်တော်တို့အများဆုံးတွေ့ရပါတယ်သူတို့ပြင်မာရင်ကြောက်တာကျွန်တော်မိသားစုနေအဲ့မှလားကျွန်တော်တို့ဒီဂျပန်ပေါ့နော်ကျွန်တော်တို့ဂျပန်နဲ့ကျွန်တော်တို့အမေရိကန်နဲ့ကျွန်တော်တို့ဒါဒီစစ်ကားတွေမှာကျွန်တော်တို့တွေ့ပြီးတယ်တဲ့မလားတိုက်လေရင်နဲ့ကျွန်တော်တိုက်လေရင်တွေပေါ့နော်အရင်ခေတ်ကတိုက်လေရင်နဲ့ကျွန်တော်တို့ဘုံကျဲတိုက်ခိုက်တာတွေရှိတယ်နောက်ဆုံးမှဂျပန်ကျွန်တော်တို့စစ်သားတွေပေါ့နော်ဂျပန်စစ်သားတွေကသူတို့တိုက်လေရင်ကိုပဲအသုံးပြုပြီးတော့ကျွန်တော်တို့စူဆိုက်တစ်ခါလဲတန်းထိုးပြီးတော့ရန်သူရဲ့ကျွန်တော်တို့ဒါစစ်သင်္ဘောတွေပြီးတော့အခြေစိုက်စခန်းတွေကိုတိုက်လေနဲ့ပါခေါင်းထိုးပြီးတော့တိုက်ခတ်ခဲ့တဲ့ရုပ်သံမှတ်တမ်းဗီဒီယိုဖိုင်တွေမြင်တွေ့ဘူးလေဗျာဒါပေမဲ့လက်ရှိမင်းအောင်လည်းအောက်မှာရှိနေတဲ့ငစနိုကောင်တွေအဲ့လိုကောင်တွေတော့မဟုတ်ဘူးကျွန်တော်တို့စီက 0.5 ကောက်တဲ့အတန်ကြားပြီဆိုတာနဲ့အဲ့ဒီကောင်တွေကလှည့်ပြီးတာအခုကသူတို့လည်းပြေးတော့ပြေးတယ်ဗျာမလွတ်လိုက်တာပါဆိုတော့မကြခင်မှာအဲ့ဒီရဲရင်ထဲမှာပါတဲ့လီဘဲတွေရဲ့အချက်လက်တွေပြီးတော့ဘယ်ကောင်တွေဘယ်လိုမျိုးဂိမ်းသွားလဲဆိုတဲ့အကြောင်းတွေကိုကျွန်တော်ဆက်လက်ပြီးတော့ဖော်ပြပေးပါအောင်မယ်ကျွန်တော်မိသားစုဝင်တွေဒီကနေ့မှာကျွန်တော်တို့အထုပ်ရလိုက်တယ်ကျွန်တော် Telegram မှာကျွန်တော်ဖော်ပြထားတဲ့အထုပ်တော်တော်ကြီးတယ်တော့ကြီးရှိရိတ်ခါတုတ်ဆိုတော့ကျွန်တော်အဲ့လိုရိတ်ခါတုတ်တွေကျွန်တော်တို့အများကြီးရဘူးတယ်ဆိုတော့ကျွန်တော်နောက်ဆုံးရတာကကျွန်တော်ဖာပုံမှာနောက်ဆုံးရတာဆိုတော့ဖာပုံမှာကျွန်တော်တို့ကကိုယ်မနေနေတာအဲ့ညနေဝင်သွားပြီပေါ့နော်နေဝင်သွားပြီကျွန်တော်တို့နေရာယူထားတဲ့နေရာရှိရအောင်နော်ဆိုတော့အဲ့မှာကျွန်တော်တို့ညပိုင်းဆိုရင်အတန်ကြားပြီကျွန်တော်တို့ဆေးရရင်အတန်တွေကြားပြီဂျူပြီးပါရင်ဒီကောင်လေးဘာလို့လဲဆိုတော့သူတို့ဒီခမန်းနေရာတွေကိုခေါင်းထဲကဆက်လက်နဲ့ရင်ကုတ်သေးတာစလန်နဲ့လေးဟွာကျွန်တော်ရဲရင်ပေါ်နဲ့ပစ်ချတာစလန်နဲ့ကုတ်ပြီးတော့မှသူကအဲ့နေရာလေးမှာအဆင်ပြေလောက်ပေါ့နော်ရိတ်ခါတို့လေးပစ်ချအဲ့ဒါကောင်နဲ့ပြီးတော့ပြန်လှည့်သွားသူတို့အချင်းချင်းတော့ပေါ်အောက်တော့ဆက်နဲ့ပေါက်ထားမှာပေါ့ဗျာဒါပေမဲ့တကယ်တော့ကောက်တာကကျွန်တော်တို့ဟိုကောင်နဲ့ထွက်မကောက်ရထွက်ကောက်တာလည်းပြေးတာဟုတ်ဗျာကျွန်တော်ရဲ့မိသားစုဝင်နေအခုကျွန်တော်ပြပြမယ်အထုပ်ကြီးတစ်ထုပ်ရတာလေဆိုတာကနိုင်ကန်ပြတော့ကိုရိတ်ခါတုတ်တွေကျွန်တော်တို့ဒီရဲရင်ပေါ်နေပြီးတော့ပစ်ချတယ်ဆိုတော့အဲ့ဒီရိတ်ခါတုတ်ကိုလည်းပဲကျွန်တော်တို့ဒါအေနဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေကပဲရသွားတာဖြစ်တယ်။ကောင်နဲ့ငတ်နေတာထဲထဲမှာတော်တော်ကြာနေပြီ။တော်တော်လေးလည်းအချိန်ကြီးစိုးနေပြီလို့ကျွန်တော်တို့သိရှိထားရတယ်။ဆိုတော့အဲ့ဒီရိတ်ခါတုတ်ကိုဖွင့်လိုက်တဲ့အချိန်မှာကျွန်တော်တို့ဘာကိုတွေ့တာလဲဆိုတော့ထမဲကြောင်းနဲ့ထညက်ခဲတွေဖြစ်နေတာကိုကျွန်တော်တို့အ
amazing တွေ့လိုက်ရတာဖြစ်တယ် Standard Army changer တက်ကမ္ဘာအဆင့်နံပါတ်ဘလောက်ကြီးတဲ့ရေတဲ့ရင်ကုန်သမားပါပိုင်ဆိုင်ထားပါတယ်ပြီးတော့ငါးသားလင်းသမရငါးသားလင်းဝင်ကြီးချုပ်ငါးသားလင်းဒါစစ်ဦးစီးချုပ်ငါတို့ကဘလို့မျိုးတွေပြီးတော့နျူကလ িয়ার တပေါင်းဖို့ကိုဘလို့တိဆောက်မယ်တို့ပြီးတော့ရေနက်စိတ်ကမ်းတွေရေရိမ်စိတ်ကမ်းတွေဘလို့လုံမယ်တို့ကျွန်တော်တို့ဒါမိုးပြရထားတွေလျှက်စစ်ကားတွေဘလို့ထုံမယ်တို့ပြောနေတဲ့ Standard Army အကာထုံးဝတ်တဲ့ချင်းညာတက်ကကောင်းတွေကိုပို့တဲ့ရိတ်ခါတို့ဟာထမက်ချောင်းနဲ့ဖညက်ခဲဖြစ်နေပါကြောင်းမှာကျွန်တော်မိသားစုဝင်ဘလောက်တောင်ချိန်နေစိုးနေလဲဆိုတာကိုကျွန်တော်မိသားစုစဉ်းစားပြအဲ့တော့ကျွန်တော် Telegram မှာကျွန်တော်ကဖော်ပြလိုက်တယ်အမြဲတမ်းကျွန်တော် Telegram ကမိသားစုဝင်တွေကဝင် comment ကြီးတာဟာကိုရှမ်းရအညာကထညက်ခဲတိတ်ခါကြလိုက်တာဆိုပဲအညာသူညာသားတွေကလည်းတော်တော်လေးကိုမချိတင်ငယ်ဖြစ်သွားတယ်ဆိုတော့ဟုတ်ပါတယ်ဒါတကယ်ဖြစ်ရမှန်မှာကျွန်တော်မိသားစုနေဟုတ်ပြီအဲဘာလို့လှုပ်ချက်ကတော်တော်လေးစိုးလေဗျအခုကျွန်တော်မျိုးကိုကြည့်နေတယ်ကျွန်တော်မိသားစုမင်းအောင်လှိုင်နဲ့အာနာရှူဖက်စစ်တက်ကအရာရှိအကြီးပိုင်းတွေနေရာမျိုးစုံယူထားတဲ့ကောင်တွေရဲ့သူတို့ရဲ့သားသမီးတွေထမင်းကြောက်နဲ့ထညက်ခဲနဲ့ထမင်းစားဘူးလားထမင်းဖြစ်ဟင်းဖြစ်စားဘူးလားဆိုတော့မိကုန်းကျွန်တော်ရတခွန်းပဲမိမယ်မင်းအွန်လိုင်းဥပမာဗျာဆိုးလဲပါတယ်ပြီးတော့ကျန်းဖော့ပါတီကကောင်တွေလည်းပါတယ်တော့နာမည်ပြောတော့ဥမာခင်ကြီးပေါ့ဗျာကျန်တဲ့ကောင်တွေလည်းပါတယ်အများကြီးဆိုတော့အဲ့ဒီကောင်တွေရဲ့သားသမီးထမဲချောင်းနဲ့ထညက်ခဲနဲ့ထမင်းနဲ့ဟင်းဖြစ်စားဘူးလားလို့ကျွန်တော်မေးတာကဲဖြေလို့ရတယ်ခင်ဗျားတို့သားသမီးကိုမကြွေးဘဲနဲ့ခင်ဗျားတို့သားသမီးကိုကျတော့ဒီလိုမကြွေးဘဲနဲ့ခင်ဗျားတို့အောက်ခြေမှာခင်ဗျားတို့အတွက်အသက်ပေးနေပါလေဆိုတဲ့ကောင်တွေကိုကြတော့ခင်ဗျားတို့ထမဲချောင်းနဲ့ထညက်ခဲနဲ့ကြွေးတယ်ဟုတ်လားအေးငါစနူခွေးရတယ်မင်းတို့ကျွန်တော်သတင်းကြားလာနဲ့ကျွန်တော်ပြောတာကိုနားထောင်လိုက်ပြီဆိုတော့ကိုဘာအတွက်ခင်ဗျားတို့အသက်ရှင်နေကြတာလေကျွန်တော်ဒီနေ့ရန်ကုန်စစ်စင်ရေးစမယ်ဆိုတဲ့အကြောင်းတွေထက်အခုလက်ရှိနေရာစုံမှာကျွန်တော်ကပြောခွေးသေးတည်တော်နေမှာမဟုတ်ဘူးကောင်းတဲ့သတင်းတွေရှောက်ပြောတယ်ဘာညာပဲလက်ဆွဲပြီးလိုက်ပြမယ်ကျွန်တော်ဒေသခံပြည်သူတွေကြောတိုင်းသားတွေခင်ဗျားတို့ခေါ်နေတဲ့အဘဆိုတဲ့ကောင်ဘလောက်တောင်ယွန်နေလဲဆိုတာဘလောက်တောင်မုန်းနေလဲဆိုတာကုံပြောမယ်စခွေးယူနီဖောင်းမြင်တာနဲ့ကလေးအစယွန်တာအချုပ်ကလေးစကားတော့မပြောတတ်ဘူးအဲ့ယူနီဖောင်းမြင်ငိုတာကျွန်တော်ကြွတကူပေါ့နော်ကျွန်တော်ပြောပြပါမယ်ကျွန်တော်ကေမီနဲ့တွင်းမှာပေါ့နော်ဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေတခုအဲ့တော့ဒီကောင်လေးကကျွန်တော်တို့ဒီနေမီရှင်းလေးဆိုတဲ့ခေါင်းစဉ်နဲ့စကြောင်းထိုးဆိုတော့ဒေသခံပြည်သူတွေကိုလမ်းပြအဖြစ်သုံးတယ်ဆိုတော့လမ်းပြသုံးတယ်ဆိုတာကစကားလေးလှသေးတယ်ဒီကောင်တွေကအထုတ်ထမ်းခိုင်းတာပေါ်တာဆွဲတာပြီးတော့အရှိကသွားခိုင်းတာပြောချင်တာကမိုင်းရှင်းခိုင်းတဲ့ပုံစံမျိုးလူဒေသခံပြည်သူကိုအရှိကနေသွားခိုင်းပြီးတော့မိုင်းရှင်းခိုင်းပြောချင်တာကမိုင်းနေမိသူသေးဆိုတော့ဖြစ်ချင်တော့ရွာတရွာမှာဝင်လိုက်တယ်ကရင်ရွာပေါ့နော်ကျွန်တော်နာမည်မပြောတော့ဘူးကျွန်တော်မိသားစုနေတော့သိတဲ့အတိုင်းပဲလေဆိုတော့အဲ့ဒီရွာဝင်တယ်အဲ့ဒီရွာဝင်တဲ့အချိန်မှာအဲ့ဒီရွာကနေလမ်းပြတောင်းတယ်လမ်းပြတောင်းတော့အဲ့ရလမ်းပြတယောက်ရလိုက်တယ်ဆိုတော့အဲ့ဒီလမ်းပြကလည်းကရင်ဆိုတာကဗျာအချို့ကရင်တွေပေါ့နော်ဒါမနက်မိုးလင်းတာနည်းနည်းပွားတောက်တဲ့ကရင်ရှိတယ်သူတို့ကအရက်ကိုမူးအောင်တောက်တာမဟုတ်ဘူးအဲ့လိုတငုံပေါ့နော်တငုံတောက်လိုက်ပြီးသွားပြီပြီးတော့သူရေဘူးလိုပဲရေဘူးကပါတယ်ဗျပြီးတော့အရှိရောက်တငုံတောက်လို့မျိုးဆိုတော့သူကလိုက်ပို့မယ်သူလိုက်ပြမယ်ဆိုပြီးတော့ခေါ်ရတာပုံမှန်အတိုင်းဗျာတနားရီလောက်သွားရမယ်ခယူ4နာရီလောက်ပတ်ပြီးတော့သူကခေါ်သွားတာစကြောင်းမှုပါတယ်ရာရှိပေါ့ဗျာကျန်းဖက်စစ်ခွေးတက်ကကောင်းနေနောက်ကနေပြီးတော့လက်နေကန်ချင်းညာတွေထမ်းရှောက်မရောက်သေးဘူးလားရောက်တော့မယ်ဟိုးရှင်းတာရောက်တော့မယ်မရောက်သေးဘူးလားရောက်တော့မယ်ဟိုးရှင်းတာရောက်တော့မယ်ခေါ်4နာရီကြော်ကြတယ်သူကပတ်ပြီးတော့ခေါ်ပြီးတော့
အေးရောက်ပြီလားဟေးလို့ပြောရောက်ပြီဆိုတော့သူကလှမ်းပြီးတော့သူကအရှိဆုံးသွားတာဟုတ်ရောက်ပြီဆိုတော့သူကလှမ်းပြောလိုက်တာအတန်ပဲကြားတယ်လူမမြင်တော့ပစိုးခွင်းတိုင်းပြီးတော့ပြေးရောတန်းပြီးတော့ပြီးရောအဲ့ဒီခေါ်သွားတဲ့နေရာကကျွန်တော် KNU ကျွန်တော်တော်လိုက်တပ်ဖွဲ့ဝင်တွေရဲ့အလေတောင်တက်တက်ကွင်းနဲ့ကိုခါလဲခေါ်ကြပါဟိုကဝိုင်းတမအဲ့စီအောင်တစ်ကြောင်တော့ကုန်ရောပြီးတော့အခုလမ်းလိုက်ပြလိုက်တဲ့သူကမရှိတော့ဘူးကျွန်တော်မိသားစုမရှိတော့နော်သူလည်းပြတ်သွားတယ်ဆိုတော့သူလည်းပါအေးစေကရင်ကတက်တာမရှိဘူးဘယ်နေရာမှာနေ AI ကြောင်းပဲဆိုတော့ကျွန်တော်မိသားစုကတော့ကျွန်တော်ပြောနေတာကကျွန်တော်တိုင်းသားတွေနဲ့ကျွန်တော်ပြည်သူလူထုတရက်လုံးကချီးချက်ယွန်းနေလက်ရှိဖက်စစ်တက်ကျွန်တော်ဖက်စစ်ကောင်းနေအောင်လည်းသူရေကောက်ပွဲတော့ဘာလို့ညာတော့ထအောင်နေတယ်ကျွန်တော်ဘယ်သူမှစိတ်ဝင်စားတာဒါပေမဲ့ခံရတာဘယ်နေရာကလူတွေကခံရတာမြို့ပြဒေသမှာရှိနေတဲ့လူတွေကခံရတာမရဘူးရေကောက်ပွဲအတွက်မင်းတို့တော့မလုပ်ဘူးမင်းတို့တော့စင်းမပေးဘူးဆိုဘာဖြစ်တယ်ညာဖြစ်တယ်ဘယ်လိုလုပ်မလဲညာဖြစ်မယ်ပြီးတော့လာသေးတယ်ရေကောက်ပွဲလုံနေနေဆိုင်တွေပါပိတ်ခိုင်းတာတွေရှိသေးတယ်ကျွန်တော်ရဲ့မိသားစုဝင်တွေကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့ကျွန်တော်မိသားစုဝင်တွေတည်တော့မှာရေကောက်ပွဲလာရေကောက်ပွဲလုံနေနေဆိုင်ပိတ်သူကရေကောက်ပွဲကိုလာကြပါဗျာပြောချင်တာဟုတ်ပြီအဲ့ဒီဆိုင်ပိတ်တဲ့စရိတ်ခင်ဗျားတို့ပေးမှာမဟုတ်လို့လားဒါပေမဲ့လို့ဆိုင်ဖွင့်နေဆိုရင်ပြဿနာရှာအောင်မယ်ရေကောက်ထဲမှာလဲခိုးဆိုးလူလိုက်တွေကိုနေရာပေးထားတဲ့အခါမှာကျွန်တော်တို့ရသပြည်သူတွေကဒီလိုပဲနေပြီးအဆင်ပြေလို့လှည့်ပတ်နေရတာကျွန်တော်နားလဲပါကျွန်တော်မိသားစုဝင်နေဟုတ်ပါတယ်ကျွန်တော်တို့လှည့်ရောက်ပြီကျွန်တော်ဒီနေ့နောက်ဆုံးမှပြောမှာကရန်ကုန်တိုင်းမှာမကြခင်စစ်စင်ရေးဖော်ဆောင်တော့မယ်တဲ့အိုးရှယ်ပဲနော်ဒါဆိုရင်တော့လက်ရှိအချိန်မှာအခါဒီစစ်တွေဒီလောက်ကိုကဲရေးဌာနချုပ်နီးတိုက်ပွဲကဇက်တိုက်ပြင်းထန်နေတယ်ကျွန်တော်တိုက်ပြီးဆိုတာနဲ့ဂျပန်စစ်ခွစ်တက်ကယာရှိတွေနဲ့အုတ်ချုပ်ရေးပိုင်းကအကောင့်တွေကဒီကနေ့မနက်ပိုင်းမှာပဲကျွန်တော်တို့လေရင်တွေနဲ့ပြောင်းရွှေ့မှုတွေရှိနေတယ်လို့ကျွန်တော်တို့ပြန်လည်ကြားသိထားရတာဖြစ်ပါတယ်ပတ်စံမရှိတဲ့သူတွေကတော့ဒေတာခံတွေကတော့မျက်စိတငယ်နားတငယ်နဲ့ပေါ့ဗျာကျွန်တော်မိသားစုနေဒါလေးကိုလည်းကျွန်တော်ကထင်ရှားအောင်ကျွန်တော်ဖော်ပြပေးနေခြင်းဖြစ်ပါတယ်အချို့ကနေပြီးတော့ကိုပြောင်းနေပြီးတော့လေစိတ်ကိုစကားနဲ့ခေါ်ပြီးတော့ထုတ်တွေပိုးတွေနဲ့ပါအကုန်လုံးသူတို့ရဲ့မယားတွေပေါ့ဗျာသူတို့ရဲ့မယားတွေကိုခေါ်ပြီးတော့ထုတ်သွားတယ်ပေါ့ဆိုတော့ကျွန်တော်တတိယတာတခုပြောချင်တယ်ဗျာကျွန်တော်မစစ်ခွတ်တက်တွေပြေးတယ်ကျွန်တော်တို့လီနဲ့ပြေးကြတယ်စိတ်ရဲ့ရင်နဲ့ခေါ်ပြီးတော့ပြေးကြတယ်ဆိုတော့ကျွန်တော်တို့လောက်ကင်မှာကျွန်တော်တို့ဒါ MNDAA နဲ့ကိုကန့်တပ်ဖွဲ့ဝင်တွေကျွန်တော်တို့မာမိတ်တပ်ဖွဲ့ဝင်တွေပေါ့နော်ညီနောင်သုံးဖွဲ့ပေါ့ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်တဲ့အချိန်မှာအဲ့ဒီလောက်ကင်ကအဲ့လိုပဲဖပြေးကြတော့စိတ်ရဲ့ရင်ပေါ်မှာ selfie ရိုက်တဲ့ KTB ကဟိုတယောက်ကိုသွားသတိရတယ်ကျွန်တော်မိသားစုနဲ့မမိသေးလားစိတ်ရဲ့ရင်မှာသူစိတ်ရဲ့စီးရတယ်ပေါ့နော် selfie ရိုက်တယ်ဆိုတော့ဒီတခါလဲပါအောင်မယ်ထင်တယ်ဗျာအဲ့လိုKTV ရတော့ဘာလို့မဆက်ကောင်းเนาะတကယ်အကောင်းကြီးပိုင်းနေဟိုကောင်တွေကလည်းဒါပဲသွားနေတာလေဗျာဟုတ်ပြီဒီတခါမှာတော့ဘယ် KTV ကဘယ်သူတွေပါလေစေးရင်စီးပြီးတော့ပါလာမလဲဆိုတာကိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်ဗျာလက်ရှိချိန်မှာတခါတက်တော့ A ကဝင်ပိတ်ဆို့ပြီးတော့ကျွန်တော်တို့ဒါလက်ငယ်တွေနဲ့ပြစ်ခတ်မှုတွေရှိနေတယ်ဆိုတော့စစ်တွေကိုအရခတက်တော့ A ကတေချာပေါက်သိမ်းမှာကြောက်ဖြူလဲသိမ်းမှာကျွန်တော်ပြောပြီးသားကျွန်တော်ရဲ့မိသားစုဝင်လေးဒီနေ့မနေ့မှာစီးအရန်ကိုဒီနေ့မှာထပ်ပြီးတော့စီးတွေအရန်ပြင်းထန်လာတယ်ဒီနေ့မနေ့မှာပဲတဲ့ကျွန်တော်တို့ဈေးတယ်တွေပေါ့နော်ဈေးတယ်တွေအားတဲ့ကျွန်တော်တို့ပစ္စည်းတွေကိုဈေးချပြီးတော့ရောင်းချနေတယ်ရန်ကုန်ဘက်ကိုပြေးဖို့ကိုလည်းပဲရဈေးနဲ့အမြန်ဆုံးထုတ်နေတဲ့ပုံစံတွေရှိတယ်ကျွန်တော်တို့ရန်ကုန်ကလည်းပဲသူတို့များသောအားဖြင့်ပေါ့နော်စပေးဆောင်တဲ့သူတွေများပါတယ်ရန်ကုန်တို့လက်ရှိပေါ့နော်ပဲခူးနဲ့ဆက်ဆက်နေရတယ်ပေါ့နော်ဒါကြောင့်လည်းပဲကျွန်တော်တို့ပဲခူးမှာလည်းတိုက်ပွဲတွေဖြစ်နေတယ်လက်ရှိတိုက်ပွဲတွေမှာလည်းကျွန်တော်တို့ဘက်ကအသာစီးရယူနေတာတွေရှိတယ်ဆိုတော့ဟုတ်ပြီကျွန်တော်မိသားစုဝင်နေကျွန်တော်တို့ဒီလိုအခြေအနေမျိုးတွေမဖြစ်ခင်မှာကျွန်တော်တို့ဒါအရခတက်တော့ AAULA ကျွန်တော်တို့ဒီစစ်တွေမန်အောင်ကြောက်ဖြူဒီ၃ခုပဲကျွန်တော်တို့ပါမြို့နယ်ပေါင်း12ခုကိုလည်းတိုက်ခိုက်သိမ်းပိုက်ပြီးသွားပြီဆိုတော့တိုက်ခိုက်သိမ်းပိုက်မဲ့ဒါနောက်ဆုံးနှစ်ကလည်းအခု2026ခုနှစ်ဆိုတော့ဒီကာလတွေတင်ပါလေပဲကျွန်တော်တို့ရန်ကုန်ကနေပြီးတော့စစ်တွေမြို့ကြောက်ဖြူမြို့ကိုဥတီပြီးတော့စစ်တမ်းပေါ်2စင်းနဲ့ကျွန်တော်တို့အကြမ်းဖက်စစ်ခွစ်တက်ကကောင်တွေပါစာပြည်သူစစ်တွေစစ်မှုဒဏ်1800လောက်ပေးပို့ထားတာဖြစ်တယ်ကျွန်တော်တခါပြောပြီးတော့ကျွန်တော်မိသားစုနေရန်ကုန်ကနေပြီးတော့ပို့လိုက်တဲ့ကျန်းဖက်စစ်ခွေးတက်ပါစပြည်သူစစ်တွေငါစနူခွေးအတွေပျောက်ချင်းမလားပျောက်နေတယ်ဆိုတဲ့အကြောင်းတော်တော်ကိုကုန်နေပြီအခုကထက်ဝက်နီးပါးကြော်လောက်ကိုကုန်နေပြီစရင်မရှိအင်းမရှိအခုဒီကောင်တွေထွက်ပြေးဖို့ပြင်နေကြပြန်ပြီဟုတ်ပြီကျွန်တော်ရဲ့မိသားစုဝင်နေ
လက်ရှိချိန်မှာအရခတ်တော် AA စစ်တွေနဲ့အခြားသောမြို့တွေကိုလည်းတိုက်ခိုက်သိမ်းပိုက်မှာပါပဲဒါပေမဲ့စစ်တွေမြို့ကအခြားမြို့သိမ်းတိုက်ပွဲနဲ့မတူဘူးတဲ့အချမ်းဖက်စစ်ခွေးတက်ရဲ့လက်ရှိပေါ့နော်ဒါငပြူလို့လည်းပြောလို့ရတယ်ပေါ့ဗျာပြောချင်တာကဒါဒေါ်စောမြရာဇာလင်းတို့ဥဆောင်တဲ့ ALB ဖွဲ့တွေနဲ့ဂီလာနာနာတွေနဲ့ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတွေရခိုင်ကိစ္စလိုဘာလိုညာလိုနဲ့ဗျာတော်လေးရှက်မဲ့တဲ့သူတွေဗျာသူတို့ကတော့ဆိုတော့ကျွန်တော်လည်းတွေ့ပါတယ်ဆိုတော့ဒေါ်စောမြရာဇာလင်းပေါ့နော်ဟိုကျွန်တော်ရဲ့မိသားစုဝင်တွေရခိုင်သားတွေပို့ပြီးတော့သိပါတယ်တော်ကိုယွန်စရာကောင်းတာဗျဒီလိုမိမတွေလည်းပေါ့နော်ရခိုင်မှာရှိနေတဲ့အခါမျိုးပေါ့ဟုတ်ပြီဆိုတော့ရခိုင်မှာပဲရှိတာမဟုတ်ပါဘူးကျွန်တော်တို့အခြားသောကျွန်တော်တို့ရဲ့ပမာတွေမှာလည်းရှိပါတယ်နော်တသက်ခံလုံမျိုးပေါ့ဗျာဒါကတော့ဒါတမိုင်းမှာလုံးဝကိုနာမည်ပြတ်သွားတဲ့သူတွေပါဟုတ်ပြီဒီလိုမျိုးကျွန်တော်တို့ဒါငပြူတွေပြည်သူစစ်လိုဘာလိုဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတွေလည်းရှိတယ်ပြီးတော့ကျွန်တော်တို့သတင်းရရှိတဲ့အထက်မှာဆိုရင်ဒီမွတ်စလင်လက်နက်ကင်အဖွဲ့အစည်းတွေပေါ့နော်ဒါတွေကိုလည်းပဲသူတို့တွေကလက်နက်တပ်ဆင်ပေးထားတယ်လို့လည်းကျွန်တော်တို့ကြားသိထားရတယ်ဒါအရခတ်တော်အနေနဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့လည်းဒါသူတို့တွေသတိထားမိမှာပါဒါတွေကိုလည်းသူတို့အကောင်းဆုံးကြော်ဖြတ်နေပါတယ်ပြီးတော့လူမျိုးရေးဘာသာရေးကိစ္စတွေနဲ့လည်းထပ်မံပြီးတော့အေးပေါ်မှာပေါ့နော်ဒါဆွဲနိုင်တဲ့ပြီးတော့အသုံးချနိုင်တဲ့အခြေအနေတွေလည်းရှိပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ပါအရခတ်တော် A ကတော့တစ်ချိန်မှာစစ်တွေကိုသိမ့်ပိုက်သွားမှာဖြစ်ပါတယ်ဗျဟုတ်တယ်အဲ့ဒီတက်ခိုက်တဲ့ဒီတက်ပွဲအနှင်းငယ်အချင်းကိုကျွန်တော်ဖော်ပြပေးခြင်းနဲ့အရှိချိန်မှာဒါစစ်တွေရဲ့နောက်ဆုံးအခြေအနေပေါ့နော်စစ်တွေမှာဂန်ကောကျွန်းနဲ့ကျွန်တော်တို့စစ်ဆိုင်ထားတယ်ကျွန်တော်တို့ဟိုဘက်မှာကျတော့ဝါဘူကျွန်းဂန်ကောကျွန်းဘက်ကကကဲနှစ်ခုလည်းပဲကျွန်တော်တို့လက်ရှိအာရခတ်တော် A ကတက်ခိုက်သိမ့်ပိုက်ပြီးသွားပြီပြီးတော့အဲ့ဒီမှာလည်းပဲကျွန်တော်တို့အရှင်ရလာတွေရောအသေးရလာတွေလည်းတော်တော်လေးကိုများတယ်ပြီးခဲ့တဲ့ကျွန်တော်သတင်းတွေမှာလည်းကျွန်တော်ဖော်ပြခဲ့တာတွေရှိတယ်ပြီးတော့ဒါဆကရောနပခပါကျွန်တော်တို့ဒါရောက်နေတယ်ပေါ့နော်ဒါဆကမှုလည်းရောက်နေတယ်လို့ကျွန်တော်တို့ကြားသိထားရတယ်သူတို့တွေကလက်ရှိအချိန်မှာပေါ့နော်ကျွန်တော်တို့မစုံနဲ့မင်းတို့ခံပြည့်သူတို့ကနောက်ကနေ comment ပေးနေတယ်လို့ကျွန်တော်ကြားသိထားရတယ်ပြီးတော့သူတို့ကလည်းပြောပါတယ်သူတို့လည်းမစုံဘူးပေါ့နော်သူတို့လည်းမစုံဘူးမင်းတို့လည်းခံပြည့်ဆိုတော့မင်းတို့လည်းပြည့်ငါမင်းတို့နောက်မှာရှိမယ်ဒါမျိုးပေါ့လက်ရှိသူတို့နဲ့တက်နဲ့ပတ်သက်တဲ့အရာရှိပိုင်းမိသားစုဝင်တွေအကုန်လုံးကတော့ပြေးကုန်ပြီကျွန်တော်တို့စစ်တွေရေချမ်းမြင့်ကြေးရွာလက်ရှိအချိန်မှာကျွန်တော်တို့ပြည်နယ်လွှတ်တော်ရုံးထိတက်ဆုပ်ထားရတယ်အကြံဖက်စစ်ခွေးတက်ကကောင်တွေကလက်ရှိအနေထားမှာလည်းစီရေးရကျွန်တော်တို့အာကတ်တော် A ကတော်တော်လေးကိုဒါအာတာနေတဲ့အခြေအနေပြီးတော့ A ဘက်ကနေပြီးတော့ထိန်းချုပ်ထားတဲ့ကျွန်တော်တို့ဆက်လက်ပြီးတော့ပေါ့နော်ထိန်းချုပ်ပြီးတော့တိုက်ခိုက်မှုတွေအတွင်းမှာကျွန်တော်တို့စစ်တွေရသွားနိုင်တယ်လို့ကျွန်တော်တို့ပြောချင်တာကဗျစစ်တွေမျိုးကြီးစိုးအော့ရသွားနိုင်တယ်ဆိုတဲ့အခြေအနေမျိုးအထိကိုကျွန်တော်တို့မြင်တွေ့နေရတာဖြစ်တယ်ဗျာဒါမှမဟုတ်ကျွန်းကိုဒါအရကတ်တော် A ကရသွားပြီဆိုရင်ပြေးရမယ့်အနေထားပဲတဲ့အချမ်းဖက်စစ်ခွေးတက်ကကောင်တွေကပြေးလို့လည်းရမှာမဟုတ်ဘူးတဲ့ဒါမှမဟုတ်ကျွန်းနဲ့ရောက်သွားပြီဆိုရင်ဒါစစ်တွေမှာရှိတဲ့သူတွေပေါ့နော်ဒေသခံတွေသိပါတယ်ဆိုတော့ကောင်းကောင်းကျွန်းတစ်ခုလုံးအရကတ်တော် A ဒါတိတ်ချိုက်တိတ်ပိုက်လိုက်မယ်ဆိုရင်စစ်တွေမျိုးသိမ်းတိုက်ပွဲကပြီးပြီလို့တော့ပြောလို့ရပါတယ်လို့ဆိုရတယ်တကယ်ကိုအားရဖို့ကောင်းပါတယ်စစ်တွေမြို့ပေါ်မှာဂန်ကောကျွန်းကျွန်တော်တို့နိုင်ကန်တတာကြောက်တတာစီးရရန်ကိုချက်ချကြတဲ့နေမြေတွေဖြစ်တယ်အဲ့ဒီဒေသမှာဒါအဲ့ဒီနေရာကိုလည်းကာဝယ်ဖို့အတွက်အကြံဖက်စစ်ကွေးတက်ကပြင်ဆင်မှုတွေအများကြီးလုပ်ခဲ့တာကိုလည်းကျွန်တော်ဖော်ပြခဲ့တာရှိပါတယ်ဥပမာကျွန်တော်တို့ဒါမအူမဝတွေမှာအခါတက်တော်နဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေမဝင်လာဖို့အတွက်ရကြာအဆောင်တွေကိုကြိုးကြိုးစားစားတိစောက်ခဲ့ပေမဲ့ပြင်ဆင်ခဲ့ပေမဲ့သူတို့ရဲ့ခန်းစီကြီးကပေါက်သွားပြီလို့ကျွန်တော်ကြားသိထားရတာဖြစ်ပါတယ်ပြီးတော့လက်ရှိကျွန်တော်အခါတက်တော် AA ရဲ့ရန်ကိုဒါဒီပြင်းပြတဲ့စိတ်သက်တွေကဘလို့မှသူတို့တွေမခံစားနိုင်တော့တဲ့အခြေအနေနဲ့ကြုံနေရတယ်လို့ကြားသိထားပါတယ်ဆိုတော့ဒါကြခေါင်းကြီးအစွမ်းကြီးရတော့တကယ်ကိုမခံပါပဲဆိုတော့ motive လဲ motive ပေါ့နော်ကျွန်တော်မိသားစုနေဒါယုံကြည်မှုရပဲဖြစ်ဖြစ်ပေါ့နော်ပြီးတော့ရခိုင်သားတွေအတွက်လည်းတကယ်ကိုအားရခြင်းတဲ့ဖွဲ့အခြေအနေတစ်ခုပေါ့နော်ဒါတိုက်ဆိုင်မှုတွေလားတော့ကျွန်တော်တို့မပြောတတ်ပါဘူးဟုတ်ပြီဒါစကနားမှာရှိတဲ့ကာကင်စကန်ကိုကျွန်တော်တို့တိုက်ခိုက်သိမ်းပတ်ပြီးတဲ့နောက်ပိုင်းမှာအချမ်းဖက်စစ်ခွေးတက်ကပုံစံလုံးဝပြတ်သွားတာဖြစ်တယ်ရန်သူအလောင်းတွေကလည်းလက်ရှိချိန်မှာပုံပွားနေတယ်ပြီးတော့ဆက်လက်ပြီးတော့သူတို့ပေါ့နော်ခုခံပစ်ခတ်တာကလွယ်လို့ကျွန်တော်ဘာမှမလုပ်နိုင်တဲ့အခြေအနေမျိုးမှာရှိတယ်ကျွန်တော်ဂျာပြတ်တိုက်ခိုက်မှုတွေပြီးတော့ကျွန်တော်တို့စစ်ကူပစ်ကူပေးပို့တဲ့အခြေအနေတွေမှာလည်းပဲအရခတ်တော်အေးကောင်းမွန်ဆုံးထိန်းချုပ်ထားနိုင်တယ်လို့ကျွန်တော်တို့ဂျာသိထားပါတယ်ဗျဟုတ်ပြီကျွန်တော်တို့ဒါ2025ခုနှစ်လောက်ပေါ့နော်လာပေါင်းများစွာတဲ့ကကျွန်တော်စစ်တွေမျိုးကိုမကြဖို့အတွက်စစ်သမောတွေနဲ့
အချိန်ဖန်များစွာကျွန်တော်တို့လက်နက်ခဲယမ်းတွေအပါအဝင်ကျွန်တော်စိတ်အင်အားတွေအမျိုးမျိုးကျွန်တော်တို့ဖြစ်တင်းခဲ့တယ်ခန်းစစ်ကိုလည်းခိုင်မာပြင်ဆင်ခဲ့တာပါဒါပေမဲ့တကယ်တမ်းအရခတ်တော့အေးအမှန်ကန်လဲဝင်လဲကျုံဟောအကြမ်းဖက်စစ်ခွေးတက်တွေကအခုအချိန်မှာတော့ပေစင်းပြောင်းပို့မလောက်ဖြစ်နေတဲ့အခြေအနေတွေကျွန်တော်တို့ထပ်မံပြီးတော့ကြားသိထားရတယ်ဆိုတော့စစ်တွေမြို့မှာစစ်သည်မော10စီးထက်ရှိပြီးတော့ဒေသကုတ်ကဲဌာနချုပ်ဒါဆာကာခလာယာ20ခလာယာ203ညခလာယာ23နေခမာယာ344ခမာယာ354အမှတ်7နဲ့အမှတ်36ရတက်ရင်တွေရှိပြီးတော့ဒါတရင်တက်ဖွဲ့ပေါင်း10ခုထက်မနည်းရှိပါတယ်ဆိုတော့ဒီလိုမျိုးဟာတွေကိုလည်းပဲအရခတ်တော် A ကတိုက်ခိုက်သိမ်းပိုက်ဖူးတဲ့စံချိန်တွေကလည်းရှိနေသေးတယ်ဗျာကျွန်တော်ရဲ့မိသားစုနောက်ပိုင်းစစ်ဌာနချုပ်နပခပါဝင်မျိုး15မျိုးကိုပါတိုက်ခိုက်သိမ်းပိုက်တာအရခတ်တော် AAလက်နဲ့ချပါလို့ပြောနေရတာလက်နဲ့မချလို့ကတော့ရခိုင်သားတွေကပင်မနေတာเนาะကျွန်တော်ရဲ့မိသားစုတွေအရခရဲ့စိတ်တက်ကလည်းအရင်ပြင်းထန်နေတဲ့အချိန်မှာတော့ကျွန်တော်တို့မတွေးရဘူးအိုးအရင်ကြောက်ဖို့ကောင်းတယ်ဗျဟုတ်ပြီဒီနေ့မှာကျွန်တော်ဒီကုန်းကျုံအနေနဲ့ပြောချင်တာကရန်ကုန်တိုင်းမှာမကြာမီစေးဖို့ဆောင်တော့မယ်လို့ကျွန်တော်တို့အမှတ်နဲ့စစ်ဒေတာမှုစစ်စင်မှုကပြောဆိုလိုက်ပါတယ်အမှန်တကယ်တော့ဒီရန်ကုန်နဲ့ပတ်သက်ပြီးတော့ကကျွန်တော်လည်းအမြဲတမ်းဖော်ပြပါတယ်နော်ဆိုတော့ရန်ကုန်မှာဂျန်ဖက်စစ်ခွေးတက်ကရှိနေတယ်ဆိုရင်ကျွန်တော်တို့ရန်ကုန်ကိုလည်းတက်ရှင်းပါပဲမန္တလေးမှာရှိတယ်ဆိုလည်းမန္တလေးရှင်းပါပဲလက်ရှိလည်းကျွန်တော်တို့ရှင်းနေတာပဲဆိုတော့အမိုက်ပုံတစ်ခုပေါ့ဗျာဒီပေါင်းများစွာပုံထားတဲ့အမိုက်ပုံတစ်ခုဆွေးမြင့်နေပြီရည်ရဲနေပြီဆိုတော့ဒီပုံကြီးကိုချက်ချင်းကြီးကျွန်တော်တို့ရှင်းလင်းဖို့ဆိုတော့နည်းနည်းတော့ခက်တာပေါ့ဗျာဆိုတော့အနက်သက်တွေလည်းမကောင်းဘူးဟိုဗျာဆိုတော့ကျွန်တော်တို့လည်းတစ်ဖက်နဲ့ကျွန်တော်တို့ဖဲ့လာခဲ့တာအခုဆိုရင်အဲ့ဒီအမိုက်ကတော်တော်လေးကိုပါနေပါပြီဆိုတော့တစ်ချိန်ကျရင်တော့ကျွန်တော်တို့အုံနေဆိုပြီးတော့မီးရှို့လိုက်မယ်ပြီးသွားပါလိမ့်မယ်ဆိုတော့ရန်ကုန်နဲ့ပတ်သက်ပြီးတော့သတင်းစကားပြောရမယ်ဆိုရင်ကျွန်တော်မိသားစုဝင်နေကျွန်တော်တို့ကရန်ကုန်မှာတိုက်ပွဲတွေဖြစ်လာနိုင်လားပြီးတော့ရန်ကုန်စစ်စင်ကြီးကဘယ်လိုပုံစံမျိုးလဲပြီးတော့ရန်ကုန်မှာလည်းလက်ရှိအချိန်မှာပေါ့နော်အားလုံးစုံရက်လည်းဖြစ်နေတယ်စုံချက်လည်းဖြစ်တယ်လူကြီးလည်းပမာဏအများများတဲ့ခါမဲ့ကျွန်တော်တို့ assist scan တွေကိုအဓိကထားတိုက်ခိုက်သိမ်းပိုက်ကြတာဖြစ်ပါတယ်ရန်ကုန်ထဲမှာဒီကောင်တွေရှိနေပါတယ်ဆိုတော့ငပြူလိုပစလိုအုတ်ကြီးလိုငဘောတွေတောက်ယူတစ်ဖက်အပေဒူးတွေလို့ကျွန်တော်ပြောချင်တယ်အဲ့ကောင်တွေကဘာမှမဟုတ်ပါဘူးနော်ကျွန်တော်တော်လည်းတစ်ဖက်ဝင်လူငယ်တွေအရောက်လှမ်းလာပြီဆိုတာနဲ့အဲ့ကောင်တွေအကုန်လုံးကကြက်ပြောက်ငှက်ပြောက်ပျောက်သွားမှာဖြစ်ပါတယ်မပျောက်လို့ဆောင်ကြလုပ်တယ်ဆိုလည်းပဲရှင်းလင်းခံရမှာဖြစ်ပါတယ်ကျွန်တော်တို့ပြည်သူနဲ့အတူကျွန်တော်တို့အားလုံးစီမှာစရင်ရှိပြီးသားဖြစ်ပါတယ်ဘယ်ကောင်မှပြေးမလို့ဘူးကျွန်တော်မိသားစုနေဒီကျန်းကကျွန်တော်တို့ကအကုန်ပြက်ရှင်းမှာအမြင့်ကပါနှုတ်မှာကျွန်တော်မိသားစုကျွန်တော်2016မှာမမိတ်လက်တွဲပြီးတော့တနင်္ဂနွေတိုင်းတာနဲ့စစ်စင်ရေးတွေအရှိန်မြင့်ခဲ့ပါတယ်2026အခုကျွန်တော်ပြောနေတဲ့နှစ်ကျွန်တော်နဲ့ကျွန်တော်မိသားစုဝင်တွေရဲ့နှစ်ဒီနေ့မှာနိုင်ငံရေးရောစစ်ရောအရှိန်မြင့်နေတာကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ဆိုတော့ရန်ကုန်တိုင်းစစ်တပ်နာအနေနဲ့ကြည်လေးဖြစ်အောင်ဖွဲ့စည်းပြီးသွားပြီရန်ကုန်ကိုကျွန်တော်တို့ထိုးစစ်ဆင်နိုင်ဖို့ကိုလည်းပြင်ဆင်နေပါပြီမကြခင်မှာစစ်စင်ရေးတွေမြင်တွေ့ရမယ်ဖြစ်တယ်လို့ရန်ကုန်တိုင်းစစ်ရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကြားသိထားရတာဖြစ်ပါတယ်ဆိုတော့အဲ့ဒီအမှတ်နှစ်စစ်စင်ရေးဒါဘိုးကိုယ်တိုင်းစစ်ဒေသနယ်မြေစစ်စင်ရေးမှုဖြစ်တယ်ရဲဘော်တင်ဦးလက်ရှိအချိန်မှာလည်းပဲတိုက်ပွဲတွေပုံဖော်နေတယ်ဘိုးကိုယ်တိုင်းမှာလည်းကျွန်တော်မိသားစုနေကြားမှာဖြစ်ပါတယ်ဆိုတော့ဒီတော်လန်ရေးကရက်တန့်သွားမှာလည်းမဟုတ်ဘူးအချိန်ကျသွားတာလည်းမဟုတ်ဘူးကျွန်တော်မိသားစုနေအချိန်ကျသွားတာလည်းမဟုတ်ဘူးဆိုရမှာအချို့ဆိုရင်ဒါပြန်ပြီးတော့ reason ပေးနိုင်တာတွေရှိတယ်ကျွန်တော်တို့ဥမာမြောက်ပိုင်းလူမျိုးပေါ့ဗျာဒါမျိုးတွေပေါ့နော်ဆိုတော့အခုကျွန်တော်တို့ကတရုတ်ဖိအားကင်းတဲ့လူငယ်တော်လိုင်းတပ်ဖွဲ့တွေအခုချနေတာကျွန်တော်တို့လူငယ်တွေကိုလာပြီးတော့တရုတ်ကဖိအားလာပေးလို့မရအောင်စီးနာရေးဝင်လာပြီးတော့မလုပ်ပါနဲ့မင်းတို့ကတော့ဘယ်လိုပါမင်းတို့ကိုဘာပေးမယ်ညာပေးမယ်ဆိုကျွန်တော်တို့ကစိတ်ဝင်စားဘူးကျွန်တော်နိုင်ငံမှာဒီအာဏာယူကောင်တွေတော်တော်လေးကိုစိုးစိုးဝါဖြစ်နေလို့ကျွန်တော်တို့လူငယ်တွေကမိမိတို့ပိုင်ဆိုင်တဲ့မိမိတို့ရဲ့အခြေအနေရက်ကိုကျွန်တော်တို့ကြောက်ခိုင်းပြီးတော့ဒီတော်လိုင်းရေးမှာကျွန်တော်ပါဝင်လာတာကျွန်တော်တို့တော်လိုင်းရေးမှာငွေနဲ့လည်းစီးလို့မရအောင်အာဏာလည်းစီးလို့မရအောင်ပါဝါနဲ့လည်းစီးလို့မရအောင်ယာဒူးလည်းလာပေးလို့မရအောင်ကျွန်တော်တို့စိတ်လည်းမဝင်တာကျွန်တော်တစ်ခါပြောဦးတယ်အမေရိကန် F1 လေယာဉ်ကြီးနဲ့နေပြီးတော့ sorry မန်လေးကိုပို့လိုက်မန်လေး PDF တွေအဲ့လေယာဉ်ကြီးလိုက်သွားမယ်ထင်လားကျွန်တော်မိသားစုဒေါ်နယ်ထရန့်ခေါ်နေပါတယ်ကွာမင်းတို့ငါတို့စီလာပါဆိုရင်တော့မလိုက်ဘူးရန်ကုန်မှာလည်းထုံနေကောင်းမယ်ကျွန်တော်မိသားစုဟုတ်ပြီကွာမင်းတို့ရန်ကုန်ကလူငယ်ရဲဘော်တွေ
ကွာလေမော်တက်အမေရိကန်မှာအေးစစ်သွားနေကြမယ်ကျွန်တော်တို့မလိုက်ဘူးရန်ထူကြတဲ့တော်လိုင်းကျွန်တော်မိသားစုဆိုတော့ကျွန်တော်မိသားစုနေကျွန်တော်နဲ့အတူရှိနေပြီပါဒီတော်လိုင်းအစအလေအစုံကျွန်တော်မိသားစုလက်ထဲမှာရှိတာပါဘာမှမဟုတ်တဲ့အငင်းပွားနေတဲ့ကိစ္စတွေလူမှုကွန်ရက်ဆိုရှယ်စာမျက်နှာပေါ်မှာ तू ငါ့ကိုတိုက်နေပြီငါတော့သူ့ကိုတိုက်နေပါညာအခုကရောစိတ်ဝင်စားတယ်ကျွန်တော်ထားလိုက်အချိန်တန်သူ့ကသူမင်းပျောက်ပြသွားလိုက်ဆိုတော့အားလုံးကရဲဘော်တွေဖြစ်တယ်အတူတူပူးပေါင်းလှုပ်ဆောင်နိုင်မှုရည်ချီတယ်အတူတူပူးပေါင်းလှုပ်ဆောင်မလုပ်ဘဲနဲ့ကျွန်တော်တို့ပြဆက်ကလိုမျိုးကနေတာတို့ပြီးတော့ဒီဇက်သွားဇက်ဟန်တွေနဲ့ပြောဆိုနေတာတွေ့ပြီးတော့ဟိုလူကိုတိုင်တယ်လို့ဒီလူကိုတိုင်တယ်လို့ဟိုလူကိုတနာခန့်တယ်လို့ဒီလူကိုတနာခန့်တယ်လုပ်နေတာတွေကကျွန်တော်တို့တော်အဆင်မပြေဘူးကျွန်တော်မိသားစုဟုတ်ပြီအေယာရီနဲ့ပတ်သက်ပြီးတော့လည်းချို့ဆိုရင်ဗျာအေယာရီထဲမှာဒလန်တွေရမ်းများတယ်ဟဟလားအများကြီးပဲကြားပါတယ်ကျွန်တော်ကြားပါတယ်ကျွန်တော်မိသားစုဒါဘကိုးအေယာရီရန်ကုန်ဆိုဆက်နေလို့ကျွန်တော်ပြောတာပါကျွန်တော်တို့ဒီမှာအေယာရီသားတွေအများကြီးရှိတယ်ဆိုတော့ကျွန်တော်အေယာရီသားတွေဒါနှစ်ပေါင်း9နှစ်ကြာပေါ့နော်9နှစ်ကြာဒီပြင်ပန်းခံနေကြတယ်ရန်ကုန်သားတွေလည်းထုံနေကောင်းမယ်9နှစ်ကြာကျွန်တော်တို့ပြင်ပန်းခံခဲ့ကြရတယ်ဆိုတော့ကျွန်တော်တို့ရဲ့စိုက်ပျိုးချိန်ပြီးသွားပြီပင်လဲမှဲ့နေပြီအဲ့တော့ကျွန်တော်တို့ရိတ်သိမ်းချိန်ရောက်ပြီဆိုတဲ့အကြောင်းကိုပြောကြရင်လည်းကျွန်တော်မိသားစုဝင်တွေကျွန်တော်နဲ့အတူတူရှိနေပေးပါလို့ရဖိတ်ခေါ်ရှင်လေဒီကုန်းချော့ပါတယ်နောက်လာဗီဒီယိုကိုဒီထက်ပိုကောင်းကျွန်တော်ကြိုးစားပေးပါမယ်လက်နဲ့ဘေးစစ်ဘေးကပ်ဘေးကြောက်နေတယ်ကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့မိသားစုတူးချင်းနဲ့ပေးနေကင်းရှင်းပါတယ်လေးလေးနဲ့စတောင်းရင်လည်း